Hello everyone ဒီကောနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ shine နဲ့ look friends ဆိုထားတဲ့ရင်ခုန်ဘက်ဆိုတဲ့တခြင်းကိုကျွန်တော် coach တွေလေးလုပ်ပြီးတော့ဖြစ်ပါတယ်အတွေ့များနဲ့ချက်ပြီးစီလာခဲ့ကံပြောက်တဲ့ငါဘဝကပေးတာလို့အတားရပြန်ချက်လိုက်ကောင်းလို့နေစေခုသွားတဲ့အနန္တပွင့်တို့ရင်မငူတကယ်ဆုံးတိချာ Okay တခြင်းကတော့ bossa nova style လေးနဲ့ပေါ့နော်ဟုတ်ကကျွန်တော်ကော့လေးလေးလာတဲ့သူတွေအတွက်အရန်တီးလို့ကောင်းတဲ့တခြင်းတစ်ပုဒ်ဖြစ်ပါတယ်အိမ်မလေးလာကဲလက်တွေလာဖြေမယ်ချစ်ချင်တရားရဲ့နဲ့တိတ်ပဲဆိုတာကိုရှာဖွေလေအိုမင်းနဲ့မတီးမြနာလေတော့အဲ့လိုမျိုးလေးပေါ့နော်နားထောင်လို့အရင်ကောင်းတယ်ဆိုတော့ YouTube မှာလည်းသွားပြီးတော့နားထောင်ရပါတယ်ကျွန်တော် description မှာလည်း link လေးပေးထားပါတယ် Okay ဆိုတော့စလိုက်ကြအောင်သူက G family နဲ့စထားတာပေါ့နော်တချင် G family နဲ့စပထမဆုံးစတဲ့ကိုကျွန်တော် G5 လို့ခေါ်ရဗျကျွန်တော်ကအားလုံးပြိုင်မှာတီးရလွယ်အောင်လို့ကျွန်တော် arrange ပြိုင်မှာလုပ်ထားတယ်ကော့တွေကန်ရလွယ်အောင်လို့ကျွန်တော်နည်းနည်းလေးတော့ပြင်ထားတယ်ပေါ့နော်ဆိုတော့ပထမဆုံးကော့ကို G5 လို့ခေါ်ပါတယ်ကျွန်တော်တို့ဒီလိုကန်ရပါတော့ Okay အိမ်မလေးလာတကယ်လက်တွေလားဆိုရင်ကျွန်တော်တို့ G ကနေမှ G8 ကိုဝင်တယ်ဒါကတော့ကျွန်တော်တို့ secondary leading tone သုံးတယ်လို့ခေါ်ရပါတော့ကျွန်တော် secondary leading tone ဆိုတဲ့သင်ခန်းစာလဲကျွန်တော် discussion မှာ link ပေးထားတယ်အဲ့မှာတွားပြီးတော့နားထောင်လို့ရတယ်အဓိက G ကနေသူက A minor ကိုသွားမှာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်က G ကနေ G7 ဆိုမှသုံးတာဖြစ်ပါတယ်အိမ်မလေးလာတကယ်လက်တွေလားဖြေမယ်A minor ကိုရောက်သွားတာ A minor မရောက်ခင် G7 ဝင်သုံးတော့ပေါ့နော်ဆိုတော့ဒါကို secondary leading tone သုံးတယ်လို့ခေါ်ပါတယ် Okay အိမ်မလေးလာတကယ်လက်တွေလားဖြေမယ် Okay A minor 7ပေါ့နော် A minor 7ချစ်ချင်တရားရဲ့နဲ့တိတ်ပဲဆိုရင် D9 ကိုသုံးထားတာဖြစ်ပါတယ်ရိုးရိုးလေးပါပဲကျွန်တော် A minor 7ကင်ထားတဲ့လက်ကလေးကိုအောက်တစ်ချိုးဆင်းလိုက်ပေါ့နော်အဲဆိုရင် D9 ကိုရောက်မှာဖြစ်ပါတယ်တီးရင်တော့၄ချိုးနေစတီးရမယ်ချစ်ချင်တရားရဲ့နဲ့တိတ်ပဲအပြီး G major 7ကိုတီးမယ်ဆိုတာကိုမရှာဖွေလေ Okay ဒီမှာ G major 7နော် G major 7အဲ့ဒါပြီးရင်အကုန်လွတ်မယ်လက်ကလေးတစ်ချောင်းပဲထားခဲ့မယ်ကိုမရှာဖွေလေဆို E minor 7ကိုရောက်သွားမယ် Okay အဲ့ဒီတီးကြအောင်အိမ်မလေးလာကဲလက်တွေလားဖြေမယ်ချစ်ချင်တရားရဲ့နဲ့တိတ်ပဲဆိုတာကိုမရှာဖွေလေ Okay ဆိုတော့ E minor 7ကိုရောက်သွားမယ်Oh minima ဆိုရင် A minor 7ကိုပြန်သုံးမယ် Oh minima တီမြနာလေနားလေဆိုရင် D9 ကိုပြန်သုံးတော့ဗောနော်နားလေဆိုအဲ့နားလေမှာကျွန်တော်တို့နားလေတစ်ချက်တီးပြီးတော့လည်းနောက်ဆုံးတစ်ချက်မှာကျွန်တော်တို့ဒီနားလေမှာ D augmented ကိုခိုင်းရမှာနော်ဘာလို့လဲဆိုတော့တချင်းကို verse တစ်ခုပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကြောင်းတောင်းအရာတာလေးပေးချင်လို့ပေါ့နော်အဲ့အရာတာလေးထည့်ထားတာဖြစ်ပါတယ်မူရင်းထဲမှာတော့မပါပါဘူးဒါပေမဲ့ကျွန်တော်ထည့်ထားတာပေါ့နော်နားထောင်လို့ကောင်းလို့ပါအဲ့ဆိုဘယ်လိုတီးလိုက်လဲဆိုတော့ Oh minima တီမြနာလေအဲ့လိုတီးရောနော် Oh minima တီမြနာလေဆိုတော့အဲ့လိုမျိုးဆုံးတော့ဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်လည်းဒီလိုဖြည်းဖြည်းချင်းအဲ့ဒီဘက်ကိုတီးကြည့်အောင်အိမ်မလေးလာကဲလက်တွေလားအဖြေမယ်ချစ်ချင်တရားရဲ့နဲ့တိတ်ပဲဆိုတာကိုရှာဖွေလေOh minima တီနာလေယူလေးရောနော်အရင်မိုက်တယ်ဗောနော်အဲ့ဆိုရင်နောက်တစ်ပိုက်လည်းအဲ့အတန်ပါပဲဆိုတော့နောက်တစ်ပိုက်ကိုလည်းကျွန်တော်ကြော်လိုက်မယ်နောက်တစ်ပိုက်မှာကျတော့ကြည်ရှင်ပြရင်မမျက်နှာခင်တွေလာ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 မခေါင်းလာချုံမစီဆိုစံရဲ့ Oh la 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 မင်းအမြင်နေပဲအဲ့နာမှာA minor နေမှာ D ကိုသွားပြီးတော့ね D augmented မခံမနဲ့ G နဲ့ဆုံးတယ်ပေါ့နော်အဲ့ဒီဆုံးတာနေမှာကဘာပြတ်တုံးလို့သွားလေမင်းအမြင်နေမယ်ဆိုမှ G ကိုဆုံးသွားတယ် Okay အဲ့ဒါပြီးတော့ဆိုကျွန်တော်အဲ့နာမှာအတွန့်လေးနဲ့ထည့်ထားတယ်ဗာလဲဆိုတော့ရင်ခုန်ဘတ်တူတန်တာဆိုတဲ့ chorus ကိုမဝင်ခင်မှာကျွန်တော် chorus ဝင်လို့ကောင်းအောင်လို့ကျွန်တော်ဒီမှာ chord ပို့တစ်ခုထည့်ထားရပါတော့ B minor 7 flat 5ကိုသုံးထားတယ် B minor 7 flat 5ရဲ့ Okay B minor 7 flat 5ရဲ့E7 ပေါ့နော်အဲ့နှစ်ခုကျွန်တော်သုံးထားတယ်အဲ့ဆိုရင်ဘယ်လိုစီးဆင်းမှုရှိလဲဆိုပြန်ရင်မှအဲ့နာမှာဆက်ကြည့်အောင်ဘာပြတ်တုံးလို့သွားလေမင်းနာနေနေရင်ကုန်ဘတ်တူတန်တာ Okay
okay အဲ့လိုမျိုးကောင်းအဲ့လိုစီးစင်းတယ်ပေါ့နော်သူရဲ့ chord ပုံစံကအဲ့ဆိုတော့အဲ့နာမှာရင်ခုန်ဘက်ဆိုရင် A minor 7ဒါဒါရွေဆိုရင် D9 okay အဲ့ပြီး G major 7လာပဲလိုနာစကားများကိုနားလေ okay နားလေဆိုရင် E minor 7ပေါ့နော်ရိုးရိုးလေးပါပဲဒီ chord တွေကကျွန်တော်တို့အများနဲ့သိနေချာ chord တွေပဲပေါ့နော်လိုမတောင်းမေးရတဲ့ချင်တာချက်များ play okay ဒီလိုပဲပေါ့နော်အဲ့ဒါပြီးရင်တစ်ခါပြန် chorus ပြဝင်မှာမလို့ကျွန်တော်ခုန chord နှစ်ခုပြန်ထည့်မယ်ကိုတန်ဖို့ထားလို့အသက်ရှင်နေနာကျင်ချင်များခင်ဝေးပါဒီမှာကျွန်တော်နည်းနည်းလေးပြင်ထားတာပေါ့နော် E7 သုံးတယ်ဒါပေမဲ့ E7 မှာကျွန်တော်က dim တွေဆက်ထည့်တော့မှာနော် E7 F sharp တင် G sharp တင်ပေါ့နော်အဲ့နှစ်ခုထည့်လိုက်မယ်ရင်ချင်းချင်းများခင်ဝေးပါဒီခွေအဲ့လိုထည့်လိုက်တော့ပေါ့နော်အဲ့လိုထည့်တယ်ပေါ့နော်နောက်တော့ကောင်းပါတယ်အဲ့ဒါတမို့ထားလို့တရှင်နေနာကျင်ချင်းများခင်ဝေးပါဒီခွေ okay အဲ့လိုထည့်လိုက်တယ်အဲ့ဒါပြီးရင် A minor 7ပြတ်သွားမယ်တဘွားလုံးလာဆုံးပြုံးတွေပန်းစင်တော့စေး G ကိုပြန်ဆုံးရပါတော့ပြီးရင် bridges အပိုက်ပေါ့နော် chorus ကိုပြန်စီးဆင်းစီမယ်အပိုက်တစ်ပိုက်မှာလည်းကျွန်တော်နည်းနည်းခက်တာတစ်ခုရှိရပေါ့နော်အဲ့ဒါမှကျွန်တော်တို့ C major 7သုံးတယ်နှွေတွေသုံးချင်တဲ့ကလေးရေပေါ့နော်အဲ့တော့ C major 7 B7 ပေါ့နော် B7 ခိုင်းတယ်အဲ့ပြီးတဲ့ကလေးရေဆိုရင်ကျွန်တော်တို့ G major 7ပြန်သုံးတယ် Jesus တင်နေဆိုအဲ့ဒါမှကျွန်တော်ခုနလိုကစားလို့ရတယ်ပေါ့ Jesus တင်နေအဲ့လိုမျိုးကစားလို့ရတယ်ဒါပေမဲ့မကစားတတ်ဘူးဆိုရင် E7 တက်တက်ပဲသုံးဖို့နော်အဲ့ဒါလည်းနားထောင်လို့ကောင်းပါတယ် Jesus တင်နေနှလုံးသားမှာတန်နေတွေပြန်ဝေးပေါ့နော်နှလုံးသားမှာ A minor 7တန်စင်တွေဆို D9 ပေါ့နော်ပြန်ဝေးဆို G major 7 okay အဲ့ဒါပြီးရင်ကျွန်တော်ဒီမှာနောက်တစ်ခေါက်ပြန်သွားဖို့အတွက်ကျွန်တော်ဒီနားမှာ D minor 7နဲ့ G7/D ကိုကျွန်တော်သုံးထားတယ်နှလုံးသားမှာတန်စင်တွေပြန်ဝေးငြိမ်းချမ်းသောလုံးကြုံမှုများအကုန်လုံးမင်းချောင်းတာ okay ဒါကကျွန်တော် B minor ကိုသုံးလိုက်တယ်ပေါ့နော်ဒါဆို E7 ပြန်သွားမယ်ဒီဘဝဘေးရများချလို့အဲ့ပေါ့နော် A minor နဲ့ A minor 7 D9 ပုံမှန်ပေါ့နော် icon တော့ပြန်သုံးမယ်အဲ့ဒါပြီးသွားပြီဆိုတော့ရင်ကုန်ဘတ်တူဆိုပြန်လာတယ်ပေါ့နော်ရင်ကုန်ဘတ်တူတန်တာဤပဲကိုစီနှလုံးသားကများကိုနားလေလိုမတောင်းဝဲရချင်တာချက်များလေကိုတမ်းဖို့တာလို့တန်ရှင်မဲနာကျင်ချင်များခင်ဝေးပါဒီကွယ်ဘွားလုံးအဆုံးပြုံးပြီးပန်းစင်တော့ပဲ okay ချင်းအဲ့လိုပဲဆုံးသွားတာပေါ့နော်ဆိုတော့ပါမဲ့ကော့ကထူးထူးဆန်းဆန်းနေမရှိပါဘူးဆိုတော့ major 7နေ minor 7နေတော်တော်များပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့တချင်းကိုပန့်ပုံမှုတွေလှပလို့အဲ့ဒါချင်းကိုအဲ့ကော့လေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်တချင်းလေးကတော့အဲ့လောက်ပါပဲကျွန်တော်တို့ဒီတချင်းထဲမှာပါတဲ့ကော့တွေကိုကျွန်တော်တို့ခောက်ပြန်တီးချင်မယ်ဆိုရင်ကျွန်တော်တို့အများကြီးထောက်ကူပြုပါတယ်အများကြီးအကျိုးရှိတယ်ဆိုတာကျွန်တော်ဒီနေ့ပြောပြပေးချင်တာဖြစ်ပါတယ် okay ဘူးဒရာရကြမယ်လို့လည်းမျှော်လင့်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးလို့အားလုံးအထူးကျေးဇူးတင်တယ်ကျွန်တော်တို့လည်းအတူနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပါအားလုံးပဲ God bless you